Hello everyone ကျွန်တော်ရဲ့ Zyle Official Game များနေပြလဲသူဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်မနေ့က post တင်ထားတဲ့အတိုင်းပဲ Fala Gameplay နဲ့တင်ပေးပါမယ်ဒီဘက်လေးကတော်တော်လေးခြေခုံစရာကောင်းပါတယ် enemy ကလည်းမသားကိုပါလည်းမသားဒါပေမဲ့ epic combat ဝါမှာပေါ့နော်အဲ့ဒါကိုအဆုံးထိကြည့်ပေးကြပါခုဆိုရင်တော့ပွဲစနေပါပြီပွဲမှာဆိုကျွန်တော်တို့ဘက်က rapid ကတော့ link ရယ် trace လာရယ်ပြီးရင်Angela ရယ် Mia ရယ်ကျွန်တော် Fala ရယ်ပဲဖြစ်ပါတယ်ကျွန်တော်ဘာလို့ special နဲ့ဆော့ရလဲဆိုတော့အဲ့ event ကတခါဆော့ဖို့ကလက်ပိတ်လို့ဒီ VR နဲ့ပဲဆော့လိုက်ကြပါဒီ second ကတော်တော်လေးကိုလှရယ်ပေါ့နော် special တာပြောလှရယ်ဒိုင်းမှုရှိရ99လုံးနဲ့လည်းတန်တယ်ဒါကကျွန်တော် free ရထားတာပေါ့နော်ဒီကျွန်တော်က first sign နဲ့တော့ sky မြတ်စားသွားတယ်ပြီးလို့ရှိရင်ကျွန်တော်အဲ့လို enemy ကို slow fat တွေပေးဖို့အတွက်အဲ့ရီခဲပုံစံမျိုးဟာဆက်တယ်ဒီမှာကွာတိုက်ပြပါလို့ကျွန်တော်က Fala ပက်တယ်လို့ပြောလိုက်တာကျွန်တော်က audio တုံးတယ်ဒါပေမဲ့ဟိုတိုက်ကြရဖမ်းပြီးမှကျွန်တော်တုံးလိုက်တော့စစနေမီရှော့ကောဟိုကလည်း Fala ကြီးနဲ့ Fala ကြောက်ကိုဟိုဘက်က V နဲ့ကျွန်တော်က Fala ဆိုတော့အညီကိုအတိုင်းပဲကွာပြီးလို့ရှိရင် enemy ကကြတော့ပါတယ်ဆိုအရန်ကျန်းတာမီယာလေကိုဒီဘက်ကလေမြန်းရှော့နေတာဒီလားကြည့်လိုက်ပွဲပြီးရင်သူကလေကင်းရောက်မှတော်တော်ကျန်းတာဒါပေမဲ့လေ तू possession မယူတတ်ဘူးသူစုမီယာကျွန်တော်တို့ဆိုရင်ကွာမီယာကရင် possession ကောင်းကောင်းယူတယ် enemy ကစပယ်ပြီးမှဝင်တာသူကကြတော့မဟုတ်စပယ်လည်းမကုန်ဝင်တာနောက်ကလာလည်းဝင်တာပဲလောကတော့ကျွန်တော်ဘက်က wiki ကောတည်လား trace လာလည်းကောင်းတယ်တော်တော်ပွဲပြီးရင် trace လာရဲ့ video show video ကနေရမယ်ဘာရဝါလဲဆိုတာ show လိုက်ပြီးရင် Angela နဲ့ Lin နဲ့တွဲလုံးတော့မိုက်တယ်ဒါပေမဲ့မတူညာကြီးကြတော့ကွာ Lin Angela တွဲလုံးဆိုမသေးတော့ဘူးလို့ပြောကြတယ်ဒါပေမဲ့ကျွန်တော်ဘက်ကကျတော့ short တယ်ဒါပေမဲ့ထားလိုက်ပါပြုံပွဲရတာနေအောင်ဒါပေမဲ့ပွဲပြီးကနေမှကျွန်တော် pocket star ပြီးတော့တလားငါတာဝါရဲဝင်ပြီးတော့လေရေဆန်ရှင်းကိုသွားတက်လိုက်တာရှော့သွားကျွန်တော်ဘက်က because လမ်းဆန်ပြတာအဲ့ဒါနဲ့ကျွန်တော်တို့ victory နဲ့နိုင်ရရှိသွားခဲ့ပါတယ်စကားမဆက်နောက်မှကျွန်တော်ယူဆောင် all star ကိုအလကားရနိုင်မယ်နီလန်းတွေကိုကျွန်တော်နောက်မှရှင်းပြထားပါတယ်ကျွန်တော်ရဲ့ key ကိုနောက်မှရှုလိုက်ပါ Fala ကျွန်တော်က no ပဲရပါပါတယ် trace လာ MV ပါခုလာနေတဲ့ user all star ကို free လို့ကျင်နေဆိုရင် shop ထဲဝင်ပြီးရထိုက်တဲ့ treasure hunt ဆိုတာဝင်အဲ့မှာ coin တွေရတယ်သူလောက်ခိုင်းတဲ့ test တွေကိုလုပ်ရင် coin တွေရပါတယ်ဥပမာကျွန်တော်တို့ပွဲခင်းစာဝါရဆိုရင်အဲ့မှာကျွန်တော်တို့ coin လေးတွေကိုချထားပါတယ်အဲ့ coin လေးတွေကိုလိုက်ပြီးတော့ယူရင်ရပါတယ်လူရတာပေါ့နော်ပြီးရင် price pool ထဲမှာကြတော့ price pool ထဲမှာ diamond တွေပါတယ်ပြီးရ border တွေ elimination fat တွေစနုတ်ကတ်တွေပေါ့နော်ပြီး user all star ပါတယ်ပြီးရဆွဲကြိုးလည်းပါပါတယ်ပြီး diamond 1000လည်းပါတယ်ပေါ့နော်အပေါ်ဆုံးမှာဆိုရင် server တိုင်းကတယောက်ရထားရပေါ့နော်ရွှေဆွဲကြိုးပြီးသူလောက်ခိုင်းတဲ့ test တွေက daily test တွေ weekly test တွေ cost cash up test တွေကိုလောက်ခိုင်းပါတယ်အဲ့ဒါကတော့လွယ်ပါတယ်လောက်ကလည်းရန်လွယ် weekly test မှာ login ဝင်ုံနဲ့ရတာပါပြီးလို့ရှိရင်ဒီမှာလှည့်ဆိုရင် diamond တွေပေါက်နိုင်ပါတယ်ကျွန်တော်ဆို diamond ပေါက်တယ်ပေါ့နော်အဲ့ဒါအပြင်ကျွန်တော်တို့ကတ်ရွေးတဲ့ထဲမှာလည်းပေါက်နိုင်သေးပါတယ်ပြီးရင်ဒီမှာ user all star ကိုလဲယူနိုင်ပါတယ်1200နဲ့ပေါ့နော်ပြီးလို့ရှိရင် record တွေကိုလည်းလဲယူနိုင်ပါတယ် record ကတော့900နဲ့လဲယူနိုင်ပါတယ်ပြီး emote တွေလည်းလဲနိုင်တယ် border တွေတခြား elimination တွေအဲ့လိုဝင်lobby တော့ဝင်တဲ့ခါပေါ်တဲ့ဟာတွေကိုလည်းစမ်းတော့ကြရောက်လာပဲဖြစ်ပါတယ်အဲ့ဒါကိုတော့ကျွန်တော်ဒီမှာအသေးစိတ်ရှင်းပြထားပါတယ်ဟုတ်ကဲ့ပါဒီလိုတငယ်ချင်းတွေကိုစားလောက်လို့ရတယ်ပြီးရင်ကပ်ပြီးတဲ့ထဲမှာလည်း user order က limited ဖြစ်သွားမှာပါကျွန်တော်ဗီဒီယိုရအောင်လောက်ပါပဲနောက်နေ့ဗီဒီယိုမှာတွေ့ကြပါမယ်စကားမဆက်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and subscribe လေးကူညီပေးကြပါအကယ်၍ကျွန်တော် subscriber 900k 900ပြေးသွားလို့ရှိရင်ကျွန်တော် giveaway တွေပေးဖို့ရှိပါတယ်အဲ့ဒါကတော့ဗာလဲဆိုတော့300ကိုမဲဖောက်ဝင်မှာပါ100ကိုဖုံးပြီး1000နဲ့300ကိုမဲဖောက်ဝင်မှာပါ comment section မှာရေးခဲ့လို့ရပါတယ်ကျွန်တော်တင်တဲ့ဗီဒီယိုတိုင်းမှာ comment တွေရေးပေးကြပါโอเคအဲ့ဒါနဲ့ကျွန်တော်မဲတွေဖောက်ပေးပါမယ်ဒီနေ့ဗီဒီယိုတော့ပါပဲနောက်နေ့ဗီဒီယိုမှာတွေ့ကြပါမယ် bye bye see you later